ခဲလိုင်းပေါ်မှာရှိကြတဲ့ကျွန်တော်တငယ်ချင်းများအားလုံးနော်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါနော်ပြီးခဲ့ဘက်ကလိုင်းမလွန်ပြလိုက်ဘူးဗျခုပဲလေကျွန်တော်ပြောနေတဲ့ကိုတုံညဒီဒီပင်းလေးများဖြစ်လာမလားလို့အဲ့ဒါလေးကျွန်တော်အယူဆလေးတင်ပြတာပေါ့နော်ကျွန်တော်ပြောရတာကျွန်တော်အကြိုက်ဆုံးကတော့21ကြိမ်ဒီခုမှ20ဆိုတော့နောက်ကြိမ်ကျရင်တော့ကျွန်တော်တော့တော်ကြိုက်တယ်နောက်ကြိမ်တွန်းနေကြတော့အဲ့တော့နောက်ကြိမ်ကျတော့ဒီလာဟုတ်မို့ကျွန်တော်ကကြိုက်တယ်ပြောတယ်ဒီမှာမကြိုက်လို့မထွက်တော့ပြောတတ်ဘူးပေါ့နော်ဆဲဆိုတာယူဆတစ်ခုပဲယူဆတဲ့လို့ရှိရင်တော့ပေါက်မှာပဲယူဆမတဲ့ရင်တော့လွဲမှာပဲနော်ကံပေးရင်ရမယ်ကံမပေးတော့လည်းမရသေးဘူးပဲနော်အဲ့တော့ကျွန်တော်တို့ကံမပေးလို့ပဲမရသေးတယ်ကိုတုံညကိုပထမတစ်ချိန်ကျွန်တော်ဖမ်းခဲ့ပြီးမရဘူးဒါကြောင့်မို့လို့ဒီကွန်လေးရဲ့နှစ်နေရာလေးလည်းရှိနေလို့သူကကျွန်တော်ထွက်လိမ့်မယ်လို့ပြောတာဟုတ်လား6တုံးကလည်းကျွန်တော်နမူနာတစ်ခုပြင်တယ်နော်ဒီကွန်နဲ့ပဲကျွန်တော်ဖမ်းခဲ့တာဒါကြောင့်မို့လို့6ကထွက်မယ်ဘယ်ချိန်မှာဖမ်းတဲ့ချိန်တွေတော့မလိုက်မထွက်လိုက်ဘူးဒါပေမဲ့ခုနောက်မထွက်တော့သူဖမ်းတဲ့ချိန်တွေမှာမတိုးလိုက်ဘူးခုအဲ့ဒါလည်းဒီရပဲဒီကွန်ကိုတွဲတဲ့နှစ်မှာဟုတ်လား21ချိန်မှာနှစ်ပူရအတူရုပ်ပြပြန်ရမယ်နော်နှစ်ပူရအဲ့နှစ်ပူရအဘောခါသုံးလုံး96ခွန်ကနောက်နှစ်ကို96ခွန်လို့လိုက်ထွက်တယ်ဒီနှစ်ဘူးရဲ့အပေါ်မှာရှိတဲ့ဒီ96ခွန်ရဲ့ကဏ္ဍနဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်6နှစ်မြောက်မှာနှစ်ပိတ်သုံးလုံးဟုတ်လားသူရှိနေ6သူတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်6နှစ်တစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်6နှစ်9နှစ်မြောက်ကနှစ်အလဲသုံးလုံးအဲ့ဒီလိုလဲ96ခွန်ဒီမှာလဲအလဲသုံးလုံး96ခွန်လို့တူတဲ့အတွက်နောက်နှစ်ကိုလိုက်ထွက်ထားတယ်ပြီးခဲ့ဒီနှစ်မှလည်းအဲ့လိုပေါ့နော်ဒီမှာ9ခွန်တွဲနဲ့နှစ်ပူတယ်နှစ်ပူထားတဲ့အဲ့ဒီသူ့ထက်က466ဆိုတဲ့ကဏ္ဍသုံးလုံးကဒီမှာ466တစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်6နှစ်9နှစ်မြောက်မှာလည်းနှစ်ပိတ်မှာ466ဆိုပြီးတော့အထိုင်သုံးလုံးထောင်လာတဲ့အတွက်အဲ့ကဏ္ဍထွက်မယ်ဆိုပြီးအချိန်ရဖမ်းတဲ့အချိန်ကမတိုးလိုက်ဘူးပေါ့ဟုတ်လားအခုလဲတစ်ချက်ပြန်ကြည့်လိုက်ရအဲ့ဒီနှစ်ဘူးပဲအဲ့ဒီလိုခွန်ကိုတွဲတဲ့နှစ်ကနေပြီးတော့21ချိန်မှာနှစ်ဘူးပူခဲ့တယ်နှစ်ဘူးပူတဲ့အတွက်ကြောင့်အဲ့နှစ်ဘူးကနှစ်ဘူးရနောက်နှစ်စမှာခွန်ဘူးဆိုပြီးထွက်တယ်အဲ့ဒီခွန်နှစ်ဘူးပူတဲ့ကနှစ်3နောက်နှစ်မှာခွန်ဘူးပူတာကခွန်လေးတို့ဒီနှစ်ခုပေါင်းရင်9ခွန်ဆိုတဲ့ကဏ္ဍဒီမှာလိုက်ထွက်တာအဲ့တော့ပထမဦးဆုံး9တုံညာကိုကျွန်တော်တို့ဒီဟုတ်လား16ကြိမ်ဒီ16ကြိမ်မှာတင်ခိုင်းနဲ့ဖမ်းလိုက်တယ်မတူဆိုတာကဘာကြောင့်မတူလဲဆိုတော့သူ့ထွက်မနေရင်မရောက်သေးလို့မတိုးတတ်လာလို့ပေါ့နော်ဒါဆိုရင်အခုထွက်မနေရလေးနဲ့တိုက်ဆိုင်ပြီလားဆိုတော့တစ်ချက်ကြည့်လိုက်ကြအဲ့တော့21ကြိမ်မှာနှစ်ဘူးနှစ်3လုံးလာပြီးတော့နှစ်စမှာခွန်ဘူးခွန်လေးလို့လာထားတဲ့အဲ့ဒီကဏ္ဍနှစ်ခုပေါင်းနေ9ခွန်ခွန်လို့ဖြစ်ခဲ့ဒီခွန်နောက်ပိတ်ဒီသူ့ရှင်းနဲ့မှာထိတ်ကြီးဆိုလို့3လုံးပဲခွန်ထွက်ထားတဲ့နှစ်မှာထိတ်ကြီးခွန်3လုံးခွန်ဒီထိတ်ကြီး3လုံးပဲထွက်ခဲ့တယ်အဲ့တော့ဒီမှာခွန်ထိတ်ကြီးမဟုတ်ဘူးဒီမှာခွန်ထိတ်ကြီးတစ်ချိန်ထွက်မယ်အဲ့အောက်မှာဒီမှာခွန်ထိတ်ကြီးတစ်ချိန်ထွက်မယ်ဒီမှာခွန်ထိတ်ကြီးတစ်ချိန်ထွက်မယ်
အဲ့ဒီထွက်တဲ့နောက်ဆုံးထွက်တဲ့ခွန်ထိပ်စီးနဲ့ကက်ရမှာမှဒီကိုခွန်ကလိုက်ကြဒီကိုခွန်ကအဲ့ကြရမှာလိုက်ကြသူ့အဲ့ဒီခွန်ထိပ်စီးကလိုက်ထွက်မယ်ဆိုတော့ခွန်ထိပ်စီးဟုတ်လားကိုခွန်နဲ့3ရဲ့ခွန်4ရဲ့ပေါင်းနဲ့နောက်ပိတ်ကဖြစ်တဲ့ခွန်နောက်ပိတ်ကြောင့်ခွန်ထိပ်စီး3လုံးထွက်တယ်ခွန်ထိပ်စီး3လုံးထွက်ပြီးတော့နောက်ဆုံးထွက်တဲ့ခွန်ထိပ်စီးရဲ့အထက်မှာပရိသေဆက်ခွန်ပရိဖြစ်ပြီးတော့မှရှစ်တစ်ဆိုတဲ့နက္ခထွိုင်းထွိုင်းပြီးတော့မှဒီခွန်ထိပ်စီးရဲ့ဘေးမှာဒီကိုခွန်လိုက်ထွက်သလားဆိုတော့ကောင်းပြီဒါဆိုရင်ဒီနှစ်မှာကြည့်ရကျွန်တော်ဥမာခွန်ကိုတွေထွက်တဲ့နှစ်မှာပေါ့နော်21ချိန်မှာနှစ်ပူတစ်ချိန်ထွက်တယ်နှစ်ထိပ်စီးရတစ်ချက်အထက်မှာတစ်ချိန်မှမထွက်ခဲ့ဘူး21ချိန်မှာနှစ်ထိပ်စီးထွက်တယ်နှစ်ထိပ်စီးထွက်တော့နှစ်တည်းနောက်နှစ်ကခွန်ထိပ်စီးထွက်တော့ခွန်9ခွန်ဘူးနဲ့9နောက်ပဲအဲ့ဒီနှစ်ခုပေါင်းတော့9ညဆိုတဲ့ဒီကဏ္ဍကဒီ3ညနောက်ပိတ်ကြောင့်အဲ့ဒီခွန်9နှစ်ထဲမှာခွန်9တွဲတဲ့နှစ်ထဲမှာ3ညထိပ်စီးသည်3ချိန်ပဲထွက်တယ်တစ်ချိန်နှစ်ချိန်အခုလာပြီမှာ3ညထိပ်စီး3ချိန်မင်းတို့ဒီနှစ်တည်းခွန်9နှစ်ခုပေါင်းနဲ့3ညဒီ3ညနောက်ပိတ်ကြောင့်သူ့ရှိနေမှာ3ညထိပ်စီ3ချိန်ပဲထွက်တယ်3ညထိပ်စီ3ချိန်လို့ထွက်ဖို့ရနောက်ဆုံးထွက်ထားတဲ့3ညထိပ်စီနောက်ဆုံးပိတ်ထွက်တဲ့3ညထိပ်စီအဲအောက်မှာလည်း3ညထိပ်စီမရှိတော့သူ့အထက်မှာပရိသေဆက်ခွန်696ဆိုတဲ့နက္ခထွိုင်းအဲ့ဒီကို3ညနောက်ထိပ်စီ3ချက်နောက်ဆုံးထိပ်စီ3ညလည်းဖြစ်ရမယ်သူ့ရဲ့အထက်မှာပရိသေဆက်ခွန်လည်းခံရမယ်နက္ခထွိုင်းနဲ့ခံထားပြီးတော့မှဒီ993ညကဒီချိန်993ညလို့လာမလားပတ်လေတော့တို့နော်ပတ်လေတော့တို့ကျွန်တော်တို့466တုံးရတယ်အဲ့လိုပဲကိုယ်လိုက်တာ466သူကထွက်သွားတာက646ဟုတ်နော်နောက်တစ်ခါဒီ993ညနောက်တစ်ချက်အဲ့လိုပဲနှစ်ပင်ပြတ်လေးနဲ့တစ်ခုရှိနေလို့ကျွန်တော်ကနှစ်ပင်ပြတ်တွေပဲကြည့်တော့နှစ်ပင်ပြတ်ပဲတင်တယ်နော်အဲ့တော့နောက်တစ်ချက်ကဘာလေးရှိနေလို့ဆိုတော့ကျွန်တော်ကအဲ့ဒါလေးကိုလေအဲ့နှစ်ခုလေးတိုက်ဆိုင်မှုရှိလို့အဲ့ဒါလေးကိုညှို့နေအဲ့တော့သူတို့ကြည့်လိုက်ကြနှစ်စမ်းမှာရှေးပေါင်းလျှောက်လို့3ချိန်ရိုက်ထားတယ်အဲ့တော့ကျွန်တော်တခါကြည့်ပြတော့မှာဗျအမှန်ရှေးပေါင်းလျှောက်လို့3ချိန်ရိုက်ပြီးတော့မှသူကဒီနှစ်ကုံလို့နောက်နှစ်ကိုကျွန်တော်နောက်ပေါင်း6မြန်လာမှာပေါ့နော်ရှေးပေါင်းလျှောက်3ချိန်ရိုက်ပြီးနောက်ပေါင်း6တော့2ချိန်ရိုက်ထားတယ်နောက်နှစ်ကျနှစ်စကို3ချိန်မြန်ပြီးမလားပေါ့နော်တရှိအမှန်ရှေးပေါင်းလျှောက်9နောက်ပဲရှေးပေါင်းလျှောက်9နောက်ပိတ်ပြီးပိတ်ထားတယ်ရှေးပေါင်းလျှောက်9နောက်ပိတ်လို့3နှစ်ဖြစ်တယ်3နှစ်ဖြစ်ပြီးရောမှ3နှစ်ဆက်ဖြစ်ပြီးရောမှသူကဘာဖြစ်လဲဆိုတော့ဒါတွေကခရော့စင်လေးဆင်းရှောက်တစ်3လုံးပေါင်း8ရှောက်တစ်3လုံးပေါင်း8ကနေပြီးတော့ဒီတစ်နောက်ဆုံး6တစ်က6တစ်ရဲ့ဘေးကနေတစ်ခါပြန်ယူ993ည3လုံးပေါင်း8အဲ့ဒီနောက်ဆုံး993ညရဲ့ဘေးကနေတစ်ခါပြန်ယူ8နှစ်3လုံးပေါင်း8အဲ့တော့3လုံးပေါင်း8ဆိုရဲ83ညဖြစ်စဉ်လေးရိုက်ထားတာရှိတယ်အဲ့တော့ဒီ83ညဖြစ်စဉ်လေးကပရမခြေပေါင်း6နောက်ပေါင်း9ခြေပေါင်း6နောက်ပေါင်း9နှစ်စမှာခြေပေါင်း6နောက်ပေါင်း9ခြေပေါင်း6နောက်ပေါင်း9ခြေပေါင်း6နောက်ပေါင်း9လို့ပြီးတော့ထိပ်စီ3လုံး8ထိပ်စီ3လုံး8ထိပ်စီ3လုံး8ဆိုပြီးခေါ်တော့ဆင်းလာအဲ့ဒီထိပ်စီ3လုံးခေါ်တော့ဆင်းလာတဲ့ဒီ6တစ်ကသူ့ရဲ့တစ်နှစ်ကျော်ပထမဦးဆုံးထွက်တဲ့ရှစ်ပရိအဖြစ်နဲ့ဒီနေရာမှာလာထွက်တယ်
ငါထွက်ထားပထမဦးဆုံးချစ်ပရိစ္ဆထွက်တာနဲ့အဲ့ဒီကဏ္ဍအဲ့တော့သူ့ကိုအဲ့လိုထွက်ဖို့ကြီးရသူဘာခံရလဲဆိုတော့ကိုခါခံတပင်းညောရှောင်းနောက်ပိတ်ခံတပင်းညောငါးနောက်ပိတ်ခံငါးနောက်ပိတ်ရှောင်းနောက်ပိတ်ကိုခါလို့ရိုက်တဲ့အဲ့အောက်မှာရှစ်ပရိတ်ကိုမှရှေ့ပေါင်းလျှောက်လို့စပစ်ခဲ့တဲ့နှစ်ကထိပ်သုံးပေါင်း1 1 6လို့ဖြစ်တဲ့ရှစ်ပရိတ်အဲ့ဒီကဏ္ဍကအဲ့ဒီ969ဆိုတဲ့အောက်မှာလာကြတာပေါ့ဒါဆိုဒုတိယရှောက်ကိုကြည့်မယ်ဆိုရင်993ညဆိုတဲ့ဖြစ်စဉ်ဖြစ်တာဖြစ်တော့ဒီ993ညဒီတစ်နှစ်ကျော်လိုက်ရမယ်တစ်နှစ်ကျော်ကိုလိုက်ရမယ်ဆိုတော့ကပထမအဆုံးထွက်တဲ့ရှစ်ပရိတ်ဒီနှစ်ထက်မှရှစ်ပရိတ်ကတစ်ချိန်မှမထွက်သေးဘူးတစ်ချိန်မှမထွက်သေးဘူးဘာလို့မထွက်သေးရလဲဆိုတော့ဒီကိုခန်းရှောင်းနောက်ပိတ်တပင်းညောရှောင်းနောက်ပိတ်တပင်းညောငါးနောက်ပိတ်ဒီလိုဖြစ်တာမရှိသေးဘူးအထက်မှာကိုခန်းထွက်တယ်တပင်းညောရှောင်းနောက်ပိတ်မရှိဘူး3 နဲ့ကိုခန်းထွက်တယ်တပင်းညောရှောင်းနောက်ပိတ်မရှိဘူးငါးနောက်ပိတ်မရှိဘူးဒီမှာကြမှာရှောက်ကိုခန်းထွက်တယ်တပင်းညောရှောင်းနောက်ပိတ်တယ်တပင်းညောငါးနောက်ပိတ်တယ်ဒီ969ဆိုတဲ့အထိုင်ရဲ့အောက်မှာရှစ်ပရိတ်ကလာကြတယ်အဲ့ဒီရှစ်ပရိတ်ဒီတယ်ဒီထောင်ထားတဲ့993ညဆိုတဲ့ဒီကဏ္ဍသုံးလုံးပေါ့နော်ဒါကြောင့်မလို့993ညဒီချိန်တော့ကောင်းပါလေဒီချိန်မထွက်ရင်တော့မပဲဒီကဏ္ဍကမွေးတာကျွန်တော်ကဒီနေ့တည်းထွက်ကိုထွက်မယ်လို့ယူဆထားတဲ့ကဏ္ဍရှစ်ပရိတ်တို့ထွက်လာတဲ့အဲ့ကဏ္ဍနဲ့ဒါနဲ့မှရှစ်ပရိတ်ထွက်သွားပြီဆိုတော့မမွေးရင်တော့မမွေးနဲ့ပေါ့ကဲခုချိန်ကတော့ဒီလောက်ပါပဲ21ချိန်ကျတော့မှဒါမဲ့ချိန်တော့ထိုးအားကောင်းကောင်းလေးထိုးနိုင်ထိုးလို့ကောင်းမဲ့အထောက်အထားလာတွေနဲ့တကွက်ကောင်းလေးရှိတယ်ပေါ့နော်ဒါမဲ့ချိန်ကျတော့ကျွန်တော်တင်ပေးပါအောင်မယ်ခုချိန်ကတော့ဒီဗီဒီယိုဖိုင်လေးကတော့ဘယ်လောက်ပါပဲနော်အားလုံးကျေးဇူးတင်ပါတယ်ကံကောင်းလို့ရကြပါစေနော်